ဒီတော့ရအောင်မှတီးလိုက်ရတယ်လူခနာကိုရဲ့လှွှဲချက်များနံပါတ်1အိမ်မက်ထူးဆန်းစွာနဲ့ယောက်ျားတွေထက်မိန်းမတွေကအိမ်မက်တွေကိုပို့ပြီးမှတ်မိကြတယ်လို့ဆိုပါတယ်ဒါကိုတော့အိမ်မက်ထဲမှာဖောက်ပြန်လို့ဆိုပြီးတော့အပြင်မှာပါပြဿနာရှာခံရတဲ့သူတွေကအတိဆုံးဖြစ်မှာတကယ်တော့လူသားတွေကအိမ်မက်တွေကိုခဏခဏမှတ်လေးရှိတယ်ဆိုပေမဲ့အဲ့ဒီအိမ်မက်တွေက10%လောက်ကိုပဲမှတ်မိကြတာဖြစ်ပါတယ်ကျန်တဲ့90%ကိုတော့အိယာနိုးတာနဲ့တမ်းမိသွားတတ်ကြပါတယ်လူသားတွေကတညာတဲကိုအိမ်မက်3-4ခုလောက်မှတ်တတ်ကြပြီမဲ့ဒုက္ခနီးမှတ်တဲ့အိမ်မက်တွေကိုပဲကောင်းကောင်းမှတ်မိတတ်ကြပါတယ်နောက်ပြီးအိမ်မက်ဆိုတာအုံနောက်ကရောက်တဲ့ရေရာတွေးတဲ့စိတ်ကူးတွေဖြစ်လို့ဘယ်တော့မှအိမ်မက်ကမှန်လေးမရှိပါဘူးအဲ့ဒီစားအိမ်မက်ကိုချဲကနန်းကောက်ပြီးထိုးလိုက်တာကမှပေါက်ကောင်းပေါက်နေနိုင်အောင်မှဖြစ်ပါတယ်နံပါတ်2အနံ့အများစုကခွေးတွေကြောင်တွေကိုပဲအနံ့ခံကောင်းတယ်လို့ထင်ကြတာပါတကယ်တော့လူတွေကလည်းအနံ့ခံကောင်းတဲ့သတ္တဝါတွေဖြစ်ပါတယ်လူတွေရဲ့အနံ့ခံနိုင်စွမ်းကတော့အနံ့တစ်ခုကိုရလိုက်ရုံနဲ့ဘယ်တော့မှအနံ့လဲဆိုတာကိုချက်ချင်းတန်းပြီးမှတ်မိနိုင်ကြတာပါလူသားတွေရဲ့နှာခေါင်းကမရေမတွက်နိုင်တဲ့အနံ့ပေါင်းများစွာကိုအံ့ဩစရာကောင်းလောက်အောင်မှတ်သားထားနိုင်စွမ်းရှိပါတယ်ကျွန်တော်တို့ရှူလိုက်တဲ့အနံ့တွေကအုံနောက်ထဲကိုတခါတည်းတန်းရောက်သွားတာပါကျွန်တော်တို့ကဒီအနံ့ကိုမှတ်မထားခြင်းမူဆိုရင်တော့မှအုံနောက်ကသူ့လိုသိမ်းဆည်းထားပြီးတတ်ပါတယ်ဒါကြောင့်အနံ့တစ်ခုကိုရလိုက်တာနဲ့လုံခဲ့တဲ့နှစ်ပေါင်းများစွာကအဖြစ်ပြက်တစ်ခုကိုပြန်ပြီးမှတ်မိလာတာမျိုးဖြစ်ပါတယ်ဥပမာရီးစားဟောင်းဆွတ်တဲ့ရေမွေးနဲ့ရရင်ရီးစားဟောင်းကိုပြန်ပြီးသတိရသွားတာမျိုးပါနံပါတ်3လူနဲ့ကြောင်လူနဲ့မြောင်းတွေက DNA 98%လောက်တူညီရဲဆိုတာကိုတော့အားလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့လူတွေသိမသိကြသေးတာတခုကတော့ကြောင်နဲ့လူနဲ့ကလည်း DNA 90%လောက်ထိတူညီတယ်လို့ဆိုပါတယ်တတိထားကြည့်လိုက်မယ်ဆိုရင်ကြောင်တွေရဲ့တချို့သောအပြုအမူတွေကလူတွေနဲ့ခက်ဆင်ဆင်တူညီကြပါတယ်တခါတလေမှလည်းကြောင်တွေဘာဖြစ်ချင်တယ်လဲဆိုတာကိုလူတွေကကောင်းကောင်းနားလည်နိုင်ကြတယ်လို့ဆိုပါတယ်ကြောင်တွေမကဘဲနဲ့နေရာဒီမှာကတ်နေတဲ့ခရုတွေကလည်းလူတွေရဲ့ DNA နဲ့80%လောက်ထိတူတယ်လို့ဆိုပါတယ်အဲတော့လူတွေရဲ့အပြင်းကြီးတဲ့ DNA ကခရုတွေနဲ့သွားတူတာဖြစ်နိုင်ပါတယ်နံပါတ်4ဂလိထိုးခြင်းဂလိထိုးတယ်ဆိုတာကထိုးတဲ့သူတက်တော့ပြောစရာကောင်းပေမဲ့ထိုးခံရတဲ့သူအတွက်ကတော့အဲ့လောက်ပျော်ဖို့မကောင်းပါဘူးဂလိထိုးလို့ရည်တယ်ဆိုတာကတကယ်ပျော်လို့ရည်တာမျိုးမဟုတ်ပါဘူးဂလိထိုးခံရတဲ့အခါမှာခန္ဓာကိုယ်ရဲ့အာရုံကြောတွေအကုန်ထကြွလှုပ်ရှားလာပြီးတော့အသက်ရှူမြန်တာတွေမောပန်းတာတွေနဲ့ကြွက်သားနာကျင်မှုတွေထိပါဖြစ်စေတယ်အဲကြောင့်ဂလိထိုးခံရလို့ရည်တယ်ဆိုတာကပျော်လို့ကြိုက်လို့ရည်တာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့တုတ်ပြန်မှုတတ်ပဲဖြစ်ပါတယ်တနည်းအားဖြင့်ဆိုရင်တော့မရည်ခြင်းပဲနဲ့ရည်နေရတာပါတမိုင်းမှာဆိုရင်လည်းလူကိုဂလိထိုးပြီးနှိပ်စက်ကြတဲ့ညှဉ်းပန်းမှုမျိုးတွေတောင်ရှိခဲ့ပါတယ်။ဒါကြောင့်အိမ်မှာကလေးရှိတဲ့သူတွေရှိရင်ကလေးကိုဂလိသိမ့်မထိုးကြဘူးအကြံပေးခြင်းပါတယ်။ကလေးကပါဇက်ကသာတခက်ခက်ရည်နေပေမဲ့အတွင်းစိတ်ထဲမှာတော့မျက်ခွက်ကိုပိတ်ထိုးခြင်းနေမှာဖြစ်ပါတယ်။နံပါတ်5အရက်တောင်ပေါ်နေတဲ့သူတွေကမြေပြတ်မှာနေတဲ့သူတွေထက်ပုံမှန်အားဖြင့်အရက်ပိုရှည်နိုင်ပါတယ်။ဒါကဘာကြောင့်လဲဆိုရင်လူတစ်ယောက်ရဲ့အရက်အမြင့်ကကဘာမြေဆွဲအားနဲ့ပါသက်ဆိုင်မှုရှိနေလို့ပါ။အာကာသရင်မှုတွေဆိုရင်အာကာသတွေကနေကဘာမြေကိုပြင်ရောက်လာတဲ့အခါမှာအရက်2လက်မလောက်ပိုရှည်သွားတာကိုတွေ့ရပါတယ်။အကြောင်းကတော့ကဘာမြေရဲ့ဆွဲအားကလူသားတွေရဲ့ခန္ဓာကိုယ်ကိုအမြဲတမ်းအောက်ကိုဆွဲချနေလို့ပါ။လူသားတွေရဲ့ကြောရိုးစစ်တွေကကဘာမြေကြီးရဲ့ဆွဲအားကြောင့်တစ်ခုနဲ့တစ်ခုဖိသိပ်ခံထားရပါတယ်။ဒါပေမဲ့အာကာသတွေကိုရောက်တဲ့အခါမှာတော့ကြောရိုးစစ်လေးတွေပြန်ချောင်သွားပြီးတော့နေရာလွတ်လေးတွေအနှဲငယ်ပြန်ပေါ်လာပါတယ်။တနည်းပြောရရင်ခန္ဓာကိုယ်အပေါ်နဲ့အောက်ဆွဲဆန့်လိုက်တဲ့သဘောပါအဲတော့လူကြီးမင်းတို့လည်းရက်ဒီပါတွေရှည်ခြင်းနေဆိုရင်လေးမများစီးကြဖို့နဲ့တောင်ပေါ်မများတက်ကြဖို့အကြံပေးခြင်းပါတယ်အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်